ဆော်ပြားသည်ဝီလူဝင်ဆောင်းနိုင်တဲ့သုံးနေစဉ်ဘုရားရှင်ကိုတည့်ရန်အာထုတ်သောဒေဝရတ်ကိုအကြောင်းပြု၍ဟောကြားတော်မူသည်ဗာရဏသီပြည်၌ပဏမင်းမင်းပြုစဉ်နာလောင်သည်ဗာရဏသီမြို့နှင့်မနီးမဝေးရွာငယ်တစ်ခုတွင်ဇွေမျိုး၌ဖြစ်၏နာလောင်အရွယ်ရောက်လျင်ဗာရဏသီမြို့သူသူစာတာမြည်သောသူတို့သမီးနှင့်လက်ထက်၏ထိုသူစာတာသည်ရွှေစင်ကဲ့သို့ဝါဝန်းသောအသားရည်ရှိ၍လှပတင်တယ်သည်အကျဉ်သီလနှင့်ပြည့်စုံသည်လင်းကိုနက်ကဲ့သို့လှုပ်ကြွေးပြုစု၏နေဝတ္တရားမြားဝတ္တရားတို့ကိုအမြဲမပြတ်ပြုစု၏အာမသီလကိုလုံခြုံအောင်ဆောင်ထိတ်၏ဒီနေ့တော့သူစာတာသည်ဗာရဏသီမြို့ရှိမိဘများထံကြောရန်သွားလူချောင်းပြောသည်နေဖြစ်သူသည်ဘုံပဲတရေစာစားနေရိခါအဆောင်ပစ္စည်းများကိုစီစဉ်ပြီးအများနှစ်ယောက်လဲနှင်ထွက်ခဲ့ကြသည်ဗာရဏသီမြို့မဝင်မီတွင်လဲကိုရနာကရေကန်တို့ရေချူကြသည်သူစာတာသည်ဝက်စားအစ်များလဲလဲဖိလိန်တစားစင်ပြီးလင်ကလှဲမောင်းမယားကလှဲနောက်မိမထိုင်၍ဗာရဏသီမြို့သို့ဝင်ခဲ့ကြသည်မြို့ဝင်တော်ဗာရဏသီမင်းကြီးသည်မင်္ဂလာစံတော်ကိုစီး၍မြို့တော်လှဲလဲသည်နှင့်ကြုံတိုက်ကြသည်မင်းကြီးသည်ဘဲပေါ်မှသူစာတာကိုမြင်သည်နှင့်လူချင်းတက်မှတ်သွားသည်မြစ်ချတယောက်အားမိုင်ဆိုင်သူလင်သားရှိမရှိစုံစမ်းစေသည်လဲမောင်းသူမှာသူစာတာ၏လင်းဖြစ်ကြောင်းသိရသည်မင်းကြီးသည်သူစာတာကိုလူချင်းသည်အမှုစင်ပြီးလင်းကိုတက်၍မယားကိုယူရန်ကြံစီတော့၏မြစ်ချတယောက်အားမေး၏ပရမအုပ်ဆောင်ခြင်းကိုလဲပေါ်တွင်မတိမတာထားခဲ့ရန်စေလွှတ်၏မင်းချန်လဲမင်းကြီးခိုင်းသည့်အတိုင်းပင်ပြုလုပ်ဆောင်ရွက်၏ရုပ်မာ၍တရားမဆောင်သောမင်းသည်ငါ၏ပရမအုပ်ဆောင်ခြင်းရောက်၏ဟုကျေနာသည်မြို့တကားတို့ကိုပိတ်၍တခိုးဖန်းစာလောက်ဟုမိပေးသည်သူမြို့သားတို့လည်းဒုလုံးချမ်းချမ်းသွားကြသည်ပရမအုပ်ဆောင်ခြင်းဆိုဒီမှာညီမြောက်တစား၅ပါးဖြစ်သည်မခိုက်တင်းစစ်ကိုဦးကောင်း၌မြဲအောင်ထူးချိတ်ထားရသည်ရမစီထားသောစရူဖြစ်သည်အတွင်းသိမြင့်ဆင့်ခလူများကိုခေါ်ယူပြီးလဲကိုရှာတော့၏သူဝတ်ထားသည့်လဲပေါ်မှမေးဗရမအုပ်ဆောင်ခြင်းကိုဆွေးယူပြီးတခိုးဟုကြွေးကြော်၍နောင်ကျိုးဒုက္ခရိုက်နှက်၍မြင့်ကြီးထံသို့ပို့လေသည်မယားဖြစ်သူသူစာတာသည်စုတရက်ခန့်ဖြစ်လိုက်ရသောလေဤဖြစ်ပုံကိုကြည့်ပြီးရှင်ထုမနာဖြစ်ခါလဲကိုထားခဲ့၍နောက်မှလိုက်သွားသည်မြင့်ကြီးကတခိုးကိုဥကောင်းဖြတ်၍တဆေဟုအမိန့်ပေးတော်သည်မြင့်စနုသည်တကြွယ်လူလင်းကိုစူရှိသောဂျိန်တို့ဖြင့်လမ်းလေးကစုံတိုင်း၌အမျိုးမျိုးရိုက်နှင့်မြင်းဆွဲပြီးလူသက်စီကိုဒီကတောင်တကားဝမှထွက်ကြသည်မြားဖြစ်သူသူစာတာသည်လေဒုက္ခကိုကြည့်၍သဲဟုပြောင်းပြန်ဖြစ်ခါမကြီးမဆန်ငိုကြွေးရှာသည်မင်းချတို့လည်းတက်ရဲ့အတွက်တကြွယ်လူလင်ကိုဇင်းဒီတုံး၌လဲအိတ်စေသည်သူစာတာမြင်လိုက်ရင်မိမိတီလိုက်ဂုံကျေးဇူးကိုစင်ကြင်၍အထက်သို့လက်အုပ်စီလက်ရဲ့အတိတ်ထံကဒီလောက၌တီလာရှိသူတို့ကိုကြည့်ရှုစောင့်ရှောက်တက်ကုန်သောလက်တို့မရှိကြကုန်ရောက်တကားလောကကိုစောင့်ရှောက်ချီးမြှောက်တက်ကုန်သောလောကပါဠတရားတို့မရှိကြကုန်ရောက်တကားအစောတလျင်မစင်ချင်ပဲရဆက်ကြမ်းကြုတ်စွာပြုလုပ်သူတို့ကိုတားမြစ်ပိတ်ပင်နိုင်သောလက်တို့မရှိကြကုန်ရောက်တကားဟုသမာဒီဝါလက်တို့ကိုတိုင်တေကငိုကြွေးတိုင်တန်းလေသည်ဒုက္ခသစားမင်းသည်ငါးပါးတီလာမြဲသည့်သူစာတာ၏အတိတ်ထံတကိုချံဗန္တုကပလာမြတ်ကြောက်ဖြာသည်တင်မဘူလောင်လာ၍အကျိုးအကြောင်းကိုစင်ကြင်ကြည့်ရှုသောဗာရဏသီမင်းရုပ်၏မဟုတ်တနေရာရဆက်ကျဉ်ကျုပ်စွာပြုမှုနေပုံကိုမြင်၏သကြားမင်းသည်ချက်ချက်လုပ်ပြီးစင်ကစနေတုံးတွင်ပလက်အိတ်နေရသည့်တကြွယ်လူလင်ကိုမြင့်မြောက်တစားကိုတကိုးဖြင့်စင်ရင်ပေးပြီးစမောတင်စမောမှမင်းရုပ်ကိုစနေတုံးပေါ်သို့ပြောင်းလဲလဲလိုက်တော်သည်ဤသူမြမမြင်လိုက်ကြမသိလိုက်ကြ ။ယင်းချတို့သည်တန်လျက်ဖြင့်ဦးကောင်းကိုဖြစ်ပြီးမှပင်
မင်းစီဤဦးကောင်းမှန်တိကုန်ဤထိုခါတကြားမင်းသည်ကိုထင်ရှားပြကတကြွလူလင်ကိုအပိတ်သိပ်သွင်း၍မင်းမြောင်လျက်သူစာတန်းကိုဒီပြအစာ၌ထားလေသည်ဘုမတ်တို့သည်ဇာမင်းကိုညှလျက်တကြားမင်းသည်တရားမဆောင်သောမင်းကိုတအပ်ပေးပြီးငါတို့သည်တကြားမင်းပေးသောတရားဆောင်သည့်မင်းကောင်းမြင့်မြတ်ရှာအပ်ပေးပြီးဟုမမြောက်ကြကုန်တည်းဇာမင်းသည်ကောင်းကင်မှလျက်အချင်းတို့တရားမဆောင်သောမင်းနိုင်ငံ၌မူပင်ရွာတော်လဲရွာတဲ့သောအခါ၌မရွာတဲ့သောအခါ၌ရွာ၏တရားမဆောင်သောမင်းသည်နတ်ပြည်၌မင်းအဖြစ်ရာဇကားမှုနတ်ပြည်မှရွှေလျောရှာ၏တရားမဆောင်သောမင်းသည်ဤမြလောက်သင်တို့ကိုညှင်းဆဲပြီးမဟုတ်လောဟုဆုံးမကနတ်ပြည်သို့ပြန်လေ၏ကျွေးမင်းလဲအဂရိလေးပါးမလိုက်စားပဲတရားနှင့်အညီမင်းပြုသဖြင့်လူတို့ကိုတရားဆောင်ကြစေသဖြင့်နတ်ပြည်၌စီကားစေ၏စပောင်းသောတရားမဆောင်သောမင်းသည်ဒေဝရက်ဇာမင်းသည်အနုရုဒ္ဓရာသူစားတန်သည်ရဟုလာမဲတော်ဇာမင်းပေးသောမင်းကငါဖျားဟုစတော်ကိုပေါက်၏နောက်ထပ်ဗီဒီယိုအသစ်တစ်နိုင်သိအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါရှင်